ဆုံးခံကြွလာတဲ့ပုဂ္ဂိုလ်ဆုံးလောင်းရတယ်ဆိုတဲ့ကုသိုလ်အမှန်တမ်းကြီးမားတဲ့ကုသိုလ်ဖြစ်ရှင်တို့ဓမ္မတိမြတ်ဆုံးခံကြွလာတာကိုဆုံးလေးတစ်စုံလောင်းလိုက်ရတဲ့အိန္ဒကနတ်သားဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေတော်မိနတ်သားအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတော်ကိုယ်ကြီးမားတယ်ပေါ့ထမေချောင်းစည်းအောင်သာသနာ့ဘာမှာလှူခဲ့တဲ့အင်္ဂုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတော်ကသေးငယ်သည့်အတွက်ကြောင့်သူ့တဲ့ဘုန်းတော်ကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ပေးလိုက်ရတာ12ယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့စွမ်းအားဟာအရှိန်ဝါအတ္တမကြီးတယ်လို့ဆိုတာဝန္တာစရာမှတ်သားထားပြီးတော့ဒုတွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မော်မြတ်တဲ့စိတ်ဓာတ်နဲ့ဒုတွေလုပ်ရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်